တို့ထားနေသည်စောမလာရဲ့နေရာပြီးမိုင်းပေါ်ဧကရေလာတဲ့တင်မြစ်တာတရားကြီးမနိုင်သူပဲခုနပြည်တော်တပိစခါဖခင်ဆန္ဒသဘောတိုင်းသာနောယထာအတွက်မိဖုရားဧကရေတပါအဆွေတော်ပေါင်းချမ်းရငါပကံနေပြည်သူလိုင်းလို့အပါသာသနာပြုလုံငန်းဖြာဖြာမင်းတော်ယထာပါတော်မြေပါမနာလိုသူတွေများလို့သာမင်းတရားထံခွင့်ပန်ငါပြည်တော်တို့ပြန်ခဲ့ရလေလားတို့ထားနေသည်စောမလာရဲ့နေရာပြီးမိုင်းပေါ်ဧကရေလာတဲ့တင်မြစ်တာတရားကြီးမနိုင်သူပဲခုနပြည်တော်တပိစခါဖခင်ဆန္ဒသဘောတိုင်းသာနောယထာအတွက်မိဖုရားဧကရေတပါအဆွေတော်ပေါင်းချမ်းရငါပကံနေပြည်သူလိုင်းလို့အပါသာသနာပြုလုံငန်းဖြာဖြာမင်းတော်ယထာပါတော်မြေပါမနာလိုသူတွေများလို့သာမင်းတရားထံခွင့်ပန်ငါပြည်တော်တို့ပြန်ခဲ့ရလေလားအတိတ်ဘဝကကြောင့်ဖန်လာပြည်တော်ပြန်ခဲ့စောမလာပန်းချောင်းမှာခွင်တော်ကြတဲ့တစ္ဆာရှင်မလေးစောမလာအတိတ်ဘဝကကြောင့်ဖန်လာပြည်တော်ပြန်ခဲ့စောမလာပန်းချောင်းမှာခွင်တော်ကြတဲ့တစ္ဆာရှင်မလေးစောမလာဘုရားအမကြီးစေရီတီတစ္ဆာပြုလို့ဒိဋ္ဌံဒီသာသနာတော်ကြီးကဘာတီတွေရွေခွေတရောင်ကြားချောင်းနဲ့ရွှေစာရန်ဘောကျူဖျားနဲ့ရှင်မွန်လာသေးတယ်စောမလာရဲ့တမိုင်းမော်ကုန်တီမြတ်တာရှင်မလေးစောမလာဘုရားအမကြီးစောမလာဆဲလေသူလေးစောမလာမိုင်းဘောဒေဝီတမိုင်းလာတဲ့တစ္ဆာရှင်မလေးစောမလာစောမောလာအတိတ်နမိတ်ကောင်းနေနဲ့မွေးဖွားလာတဲ့ဆဲလန်သူလေးဖြစ်လေတော့ဘုံကန်ရှင်မင်းအနော်ယထာနဲ့ရေစက်ဆုံပြီးစိတ်တူကိုယ်တူရွှေလက်တွဲကသာသနာပြုလုပ်ငန်းတွေဆောင်ရွက်ကြရင်မင်းကြီးအနာမှာအပါတော်မြေပေါ်ဒါကိုမနာလိုမုန်းပွားမိဖုရားမြတ်ကသီလစင်ကြယ်မှုကြောင့်နှထောင်းကရောင်ကြီးကွန်းတာစောမောလာဆုံးမပါလို့မင်းကြီးရွှေတော်လျှောက်တာရတဲ့မအေးတာကြောင့်ပြီးတော့ပြန်ဖို့အရေးခွင့်ပေးဖို့လျှောက်ထားရပြီပေါ့စိတ်တူကိုယ်တူရွှေလက်တွဲကသာသနာပြုခဲ့ကြတဲ့မင်းအနော်ယထာမတတ်တာဒီအစုံနှလုံးကြည်ကွင်းစွာခွင့်ပေးလို့ကံအကြောင်းမလားစွာပြီးတော့ပြန်မရောက်ခဲ့ပြီမဲ့ဒါနသီလသမထဝိပဿနာဘာဝနာတို့ကိုပွားများပြီးသာသနာပြုခဲ့တဲ့စုကြီးပန်ထေရီမစောမောလာမောရှင်တို့ထားနေသည်စောမလာရဲ့နေရာပြီးမိုင်းပေါ်ဧကရေလာတဲ့တင်မြစ်တာတရားကြီးမနိုင်သူပဲခုနပြည်တော်တပိစခါဖခင်ဆန္ဒသဘောတိုင်းသာနောယထာအတွက်မိဖုရားဧကရေတပါအဆွေတော်ပေါင်းချမ်းရငါပကံနေပြည်သူလိုင်းလို့အပါသာသနာပြုလုံငန်းဖြာဖြာမင်းတော်ယထာပါတော်မြေပါမနာလိုသူတွေများလို့သာမင်းတရားထံခွင့်ပန်ငါပြည်တော်တို့ပြန်ခဲ့ရလေလားအတိတ်ဘဝက
ကြောင့်ဖန်လာပြီးတော့ပြန်ခဲ့ဆုံးမလားပန်းချောင်းမှာကွယ်တော်ကြတဲ့သစ္စာရှိမှလေးဆုံးမလားအတိတ်ဘဝကကြောင့်ဖန်လာပြီးတော့ပြန်ခဲ့ဆုံးမလားပန်းချောင်းမှာကွယ်တော်ကြတဲ့သစ္စာရှိမှလေးဆုံးမလားဘုရားအမကြီးစေရီတီသစ္စာပြုလို့ဒိဋ္ဌံဒီသာသနာတော်ကြီးကဘာတီတွေရွေခွေတရောင်ချာချောင်းနဲ့ရွှေစာရန်တော်ကျူဖျားနဲ့ရှင်မွန်လာသေးတယ်စောမွန်လာရဲ့တမိုင်းမော်ကိုတီမြတ်တာရှင်မလေးစောမွန်လာဘုရားအမကြီးစောမွန်လာဆဲလေဒူလေးစောမွန်လာမိုင်းဘောဒီဝိတမိုင်းလာတဲ့တစ္ဆာရှင်မလေးစောမွန်လာမြတ်တာရှင်မလေးစောမွန်လာဘုရားအမကြီးစောမွန်လာဆဲလေဒူလေးစောမွန်လာမိုင်းဘောဒီဝိတမိုင်းလာတဲ့တစ္ဆာရှင်မလေးစောမွန်လာ